Okay ဟိုတနေ့ကကျွန်တော်တင်လိုက်တဲ့ဗီဒီယိုမှာကျွန်တော်ကိုဒီလိုတွေ comment လာမှန်းတယ်ပေါ့နော်ဒါပေမဲ့ဒီ brother တွေကိုပြောချင်တာကကျွန်တော်စိတ်မဆိုးပါဘူးသူတို့လည်းသူတို့မြင်တဲ့အတိုင်းပဲမှန်းတာပေါ့နော်ဒါပေမဲ့ဘောဆာပါဟုတ်လားမဟုတ်လားဆိုတော့ကိုယ့်ဘာကိုကြည့်လိုက်ပါโอเคနောက်ထပ်ပြောချင်တာတစ်ခုကကြတော့ဒီကောင်ပေါ့နော်ဒီကောင်ကကျွန်တော်ကိုရမလားဆိုပြီးတော့ plain တက်ကြီးလာနှိမ်နေပေါ့နော်သူဘလို့နှိမ်လဲဆိုတော့ Goran မှာတက်နေရလားတဲ့ enemy ကဘောတာတာယူပဲတဲ့ပွဲပြီးရင် run မပြတဲ့အကွက်တွေကတဲ့2019လောက်ထဲက YouTuber တွေလှုပ်ရှားလာတဲ့အကွက်တွေတဲ့ Ace Run မှာတက်ပစ်ပြတဲ့အဲ့တော့ကျွန်တော်က Ace Run လို့ပြန်ပြောလိုက်တယ်ပေါ့နော်ဒီတောသားသူ့ကိုတောသားလို့ခေါ်တဲ့အတွက်နာပြီးတော့နာလုံးပေါက်ပြီးကျွန်တော်ကိုလာပြောတယ်ပေါ့နော်အဲ့ဒါသိချင်လို့ရှိရင် brother တို့အဲ့ဒီ video ရဲ့ comment တွေမှာရှိပါတယ်တော့ဖတ်ကြည့်လိုက်ပါအဲ့ဒီကောင် comment ဖြတ်ပေးသွားခဲ့သည်ရှိတော့ကျွန်တော်အနေနဲ့ screenshot ရိုက်ထားရရှိပါတယ်အဲ့ဒါတွေကိုတင်ပေးလို့ရပါတယ်ပြီးကျွန်တော်ပြောချင်တာက2019လောက်ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာပတ်ကြည့်ဗီဒီယိုကို YouTube မှာတင်တဲ့သူက qualify တယောက်လောက်ပဲကောင်းကောင်းမှုမရှိတာပြီးရင်ကျွန်တော်တို့ဒီမီမီတင်တဲ့ brother တွေအခုတော့ Nawai Spider Monkey တို့ပါလို့ရှိရပေါ့နော်အဲ့မီမီတင်တဲ့ brother တွေရှိမယ်ပြီးရင်ဒီ Distant Tree ရဲ့ပြီးတော့ကျွန်တော်တို့ No Require fine နေအဲ့တော့တော်ယူခစ်ထားခဲ့တဲ့ဟာအဲ့ဒီ No Require fine တင်တဲ့ IDMGC တို့ကတော့အများကြီးရှိရပေါ့နော်တို့လောက်ပဲကျွန်တော်တွေ့ဘူးတယ်ပတ်ကြည်မှာဒီလိုမျိုးလှုပ်ရှားတဲ့လူတွေကျွန်တော်တစ်ခါမှမတွေ့ဘူးဒီတောသားဘယ်ကဘာနေရောက်လာလဲတော့မသိဘူးပေါ့နော်အဲ့တို့ကြောင့်မလို့ကျွန်တော်ဗီဒီယိုရှေ့မှာဆိုလို့ဖြတ်ထားတဲ့ကျွန်တော်ရဲ့ဒီ rented တဲ့ဟာလေးကိုဗီဒီယိုကလစ်လေးကိုကျွန်တော်ပြန်ပြပါမယ်ခုနေ့ကကျွန်တော်ဒီမှာတမ်လေးဆွဲဖို့ emote ပြနေတဲ့အခန်းပေါ့နော်ဒီအထိကျွန်တော်ပါတယ်ပေါ့နော်အနောက်ကကျွန်တော်ဒီနှုတ်ဆက်စကားပညာပြောပြီးသွားတော့ကျွန်တော်နောက်ကဟာကိုမထည့်တော့ဘူးဗီဒီယိုကမိနစ်တအားရှည်လို့ရှိရင်လည်းကြည့်ရတဲ့သူတွေကအဆင်မပြေမှာဆိုတဲ့အတွက်ကြောင့်မလို့မထည့်တော့တာပေါ့နော်အဲ့ဒီတော်သားလိုလူမျိုးတွေရှိမှာဆိုလို့ကျွန်တော်ကဒီဗီဒီယိုကလစ်ကိုမဖြတ်ထားတာတက်ဆင်ဆိုင်မဲ့အဲ့ဒီဒေါသပေါ်လာခဲ့ရေပေါ့နော်ပြီးတော့သူကကျွန်တော်တို့ကြိတ်ပြီးတော့မနာလိုနေရမှာကျွန်တော်ဒီအသက်အရွယ်နေလို့အောင်မြင်နေပြီဆိုတော့သူ့စကားမှလည်းဟိုကမနာလိုဖြစ်နေတာပေါ့နော်ကဲဒီမှာဒေါသကြီးကြည့်လိုက်ပါဒေါသကြီးဒီမှာ Ace Run မှာ enemy နုနေရတော့ငါလည်းမတက်နိုင်ပါဘူးဒီ dancer ကပြီးတဲ့ကောင်လေးနဲ့ပဲငါဆော့ရတာပါโอเคလားကဲဒီမှာမင်းပြောတဲ့အတိုင်းနဲ့ငါပြပြီးရောအဲ့တော့မင်းဘက်ကတောင်းမယ်မှာမတောင်းမယ်လို့ရှိရင်လည်းငါတော့တိတ်ပြီးတော့မမျောနေထားပါဘူးမင်းကတောင်းမယ်မဲ့ပုံစံနဲ့မပေါ်ဘူးဆိုတော့ထားလိုက်ပါတော့ဟုတ်တယ်မလားโอเคအဲ့ဒါဆိုကျွန်တော်တို့ boss harbor မှာပြစ်ထားတဲ့ပွဲလေးကိုပြန်သွားလိုက်ရအောင်ဒီပွဲမှာတော့ကျွန်တော်တကယ်ချင်းတယောက်ကိုခေါ်ဆော့ထားတယ်သူကလည်းကျွန်တော်တို့ကိုကြီးဆောက်ချော်ကြီးလိုမျိုးလူသားဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကောင်မလေးပါလာရဲပေါ့နော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ပွဲရဲရောက်တာနဲ့ brother တို့သိကျင်နေစကုတ်ပင်နာထားလဲဆိုတော့ပြပါမယ်စကုတ်ကကျွန်တော်ရဲ့ဒီဘက်ညာဘက်ထောက်မှာထားပါတယ်ပြီးတော့ကျွန်တော်က privacy အရာသူ့ရဲ့ကောင်မလေးအတန်ကိုတိုးပေးထားပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အနေနဲ့ကဒီနားထောင်လိုစိတ်မရှိဘူးပေါ့နော်ဆိုတော့တို့ချစ်ချင်းမျိုးတီးတူးကြပါစေโอเคဘောဆာပါမှာပထမအဆုံး lady စစ်စစ်ကျွန်တော်တို့တွေ့လိုက်ရတာကကားပြိုင်နဲ့ဘောပဲဖြစ်ပါတယ် brother တို့ပြောနေတဲ့ဘောဆာပါမှာအဲ့လိုမျိုးကားပြိုင်ကြီးပါပါတယ်ပြီးတော့ကျွန်တော်တို့သွားဆော့တဲ့ဘောဆာပါက PNN ပေါ်တဲ့ဘောဆာပါပဲဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့အရင်ရောက်တယ်ပေါ့နော်အရင်ရောက်တော့ကျွန်တော်ထုံးစံအတိုင်းပဲကျွန်တော်ရဲ့ဒီအိမ်လေးကိုတိမ့်မယ်โอเคအောင်မြင်လီဒီဆင်းသက်ပြီးရဲ့အချိန်မှာတော့ကျွန်တော်နောက်မှာ enemy ပါပေါ့နော်အဲ့တော့ကြောင့်မလို့ဒီဘက်ကတက်တာပုံးလေးကိုဖွင့်လိုက်မယ်ပြီးတော့အထဲမှာနှစ်ကောင်ရောက်နေတဲ့ခြေတံကြားတဲ့အတွက်ကြောင့်မလို့ဒီ brain mount ကနေမတက်သေးဘဲနဲ့ကောင်လေးကိုပြစ်မယ်ပေါ့နော်တကောင်ကတော့ခေါင်းထိပြီးတော့နောက်သွားတယ်နောက်တစ်ကောင်ဝင်လာတာကျွန်တော်ကလည်းအဝင်နဲ့သူကအတက်ဝင်တိုက်တဲ့ဂီယာကြီးကင်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကပဲတအုံမှုရယူလိုက်နိုင်တယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီပွဲမှာတော့ FPS ကို90 FPS ကိုတုံးထားတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော် BNN server ဖြစ်တာတကြောင်ပြီးတော့ကျွန်တော်ဒီ record ဖမ်းလို့ရှိရင်ဖုန်းကထစ်တယ်ပေါ့နော်ထစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် movement တွေကနှေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်က FPS ကို90အထိတင်ရခြင်းဖြစ်ပါတယ်။ကျွန်တော်ပစ္စည်းတွေငတ်လဲငတ်ပြီးတော့တက်ပြစ်မဲ့လို့တာကိုကောင်ကောင်းလိုက်တဲ့တငယ်ချင်းများတကောင်တော့မပြီးဘူးသုံးကောင်လုံးတယောက်တည်း wipe လိုက်တယ်ပေါ့နော်။အဲ့နဲ့ကျွန်တော်လည်းဟိုဘက်ကိုတက်ပြစ်မယ်ဆိုပြီးဒီပုံးလေးဖွင့်အောင်ရှိတယ်နောက်ကနေကျွန်တော်ပစ်တယ်ပေါ့နော်။ပြီးတော့ကျွန်တော်ကဒီ gun နဲ့ပစ်ဖို့လို့တာနှစ်ကောင်ကြီးတွေ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် grenade နဲ့ပဲထုမယ်ဆိုပြီးတော့ grenade ကြီးကောက်ကန်လိုက်တယ်။အဲ့လိုနဲ့ကျွန်တော်ရဲ့ signature ဖြစ်တဲ့မှန်းထုအကွက်ကြီးကဝီးဆိုပြီးတော့ပြန်သွားပြီးတော့ဟိုကောင်ကြီးကအချီကိုတက်လာဖြစ်တဲ့အတွက်ကြောင့်မလို့မထိလိုက်ဘူးပေါ့နော်ဒီကောင်ကြီးကကျွန်တော်ရဲ့အိမ်သားထိရောက်လာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီ UMP နဲ့သွေး short လိုက်တယ်သွေး short ပြီးတော့ကျွန်တော်မီးပလင်းလေးနဲ့အဲ့အိမ်ကိုထုမယ်ဆိုပြီးတော့တကောင်ကတော့နောက်ကိုပြေးသွားပြီပေါ့နော်တကောင်ကျက်သေးရဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ထုလိုက်တယ်ဒါပေမဲ့အဲ့ကောင်ကလည်းတက်ပြီးရဖြစ်တဲ့အတွက်ကြောင့်ရောမင်းဘယ်ပြေးနေတာတော့ကောင်လေးရဲ့ဒီကောင်ကျွန်တော်နောက်လိုက်တဲ့အချိန်မှာပါခေါ်တို့ granite ကိုကောက်ကန်လိုက်တယ်ဒါပေမဲ့ granite ကိုကင်နေတဲ့အချိန်မှာဘေးကခြေတံကြားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါလည်းလာကြည့်လိုက်တော့အိတ်ဆုနဲ့ဘောတကောင်ဖြစ်နေရပေါ့နော်ဒီနေရာမှာဘောဆိုတဲ့တုံထုံက brother တို့ကိုလီတိုက်တာမဟုတ်ပါဘူးကျွန်တော်အနေနဲ့ဒီပြောထားတဲ့ blamer တွေကိုတုံ့ပြန်ခြင်းသာဖြစ်ပါတယ်ဒီက brother တွေကို user name အနေနဲ့နာမည်သွားချပြီးကျွန်တော်နဲ့ပွဲလာတည်ပေးမှာဆိုလို့ပါ
အဲ့လိုနဲ့ကျွန်တော်ကအရင်ပြစ်လိုက်ပြီးတော့ UMP တက်ဆိုတော့သူလည်းတော့သွားခဲ့တယ်ပေါ့နော်ပြီးတော့ကျွန်တော်အပါခေါ်လိုက်တယ်နောက်ကိုလည်းထက်ကြည့်လိုက်ကို Oh my god Faro level စစ်နဲ့ဘောတကောင်ကကျွန်တော်ကိုပြစ်သွားခဲ့တယ်ပေါ့နော်လုံးဝဘောဆိုတဲ့အနေအထားမှာ Game Max တွေရောပါတွေရောထွက်တဲ့ဘောတွေပေါ့နော်အဲ့လိုနဲ့ပဲကျွန်တော်ရဲ့ event ကတခဏတာကတော့ကုံဆုံးသွားခဲ့တယ်ပေါ့နော်အဲ့ဒီလိုနဲ့ပဲကျွန်တော် event အသေးကိုပြန်ဆင်းတော့ကျွန်တော်ရဲ့ရှိမှတဲ့ကောင်ကိုတွေ့တယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်က like ပြီးတော့အမဲဖြတ်မယ်ပေါ့နော်အဲ့ဒီကောင်ကကျွန်တော်ကတော့မတွေ့ဘဲနဲ့ရှေ့ကိုချောင်းနေတာပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ကနောက်ကနေပြီးတော့လှမ်းပစ်ပြီးတော့ like တယ်ပေါ့နော်ကျွန်တော်ရဲ့တကယ်ချင်းအနေနဲ့ကကြတော့ဒါနဲ့ထိုးခန့်ရပြီးရှော့သွားဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့တော့ခေါ်ပြရအောင်မယ်အဲ့အတွက်ကြောင့်မလို့ဒီကောင်ကိုဖြတ်ပြီးတော့ကျွန်တော်အနေနဲ့တော့ကိုသွားမယ်ပေါ့နော်ကျွန်တော်တော့ကောတော့ခေါ်တဲ့လမ်းမှာလည်းဘောနကောင်ကိုကြိတ်ခဲ့လိုက်သေးတယ်ပြီးတော့ကျွန်တော်တို့အနေနဲ့ဇုံကနားတော့မှဖြစ်တဲ့အတွက်ကြောင့်မလို့ဇုံထဲကိုကားနဲ့တိုးမယ်ပေါ့နော်ကားနဲ့တိုးမယ်ဆိုတော့ကျွန်တော်တို့ဒီအရှိမက enemy ခြေတံကြားရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကောင်ဟိုဘက်ကိုကားမောင်းလိုက်တယ်ဒီနေရာမှာကျွန်တော်က location ထောက်တဲ့ခလုတ်နဲ့ထွက်တဲ့ခလုတ်နဲ့ကိုမှားပြီးတော့နှိမ့်မိပြီးတော့ကျွန်တော်အနေနဲ့သွေးကတော်တော်ကြီးကိုကိုင်းထွက်သွားတယ်ပေါ့နော်ဒီနားမှာ enemy ရှိလို့ရှိရင်ကျွန်တော်တို့ကတော့နှစ်ကောင်လုံးမသားပေါ်မှာပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ကတော့ Mac နှစ်ခုတောင်ယူလာတာဖြစ်တဲ့အတွက်ကြောင့်မလို့တိတ်ပြီးတော့effective မဖြစ်လိုက်ဘူးပေါ့နော်ပြီးတော့ကျွန်တော်တို့အရှိကကောင်ပြန်တော့ဖုန်မယ်ပေါ့နော်ကျွန်တော်အနေနဲ့တစ်ပင်နောက်ကိုလည်းရောက်လေရောက်ကိုသူပဲကန်ဆိုးရလားကျွန်တော်ပဲကန်ကောင်းတာလားမသိဘူးသူကပုံတဲ့နေရာကတင်ထွက်လာခဲ့တယ်အဲ့လိုနဲ့ပဲကျွန်တော်လွယ်တကူပြစ်လိုက်နိုင်တယ်ပေါ့နော်တောင်းမတကောင်ကြံသေးတဲ့အတွက်ကျွန်တော်ကတော့မပြစ်ဘဲနဲ့စောင့်ကြည့်နေပေါ့နော်ဒါပေမဲ့ကျွန်တော်ကောင်ကထွက်ပြီးပြစ်လိုက်တာကျွန်တော်လည်းပြစ်တာပဲဒါပေမဲ့ကျွန်တော်ရဲ့စကုတ်ကတောင်းရဲငြိမ်နေတဲ့အတွက်ကြောင့်မလို့မထိလိုက်ပါဘူးကျွန်တော်ကောင်ကတော့နှောသွားခဲ့တယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်က smoking ပြီးတော့တောက်ခဲ့ရမယ်ပေါ့နော်ကျွန်တော်တို့ပြစ်တဲ့ကောင်ကတော့ဘေးနားကနေဖိနှိုင်းခံလိုက်ရပြီးတော့ရှော့သွားခဲ့ပြီကျွန်တော်တို့ပစ္စည်းတွေကောက်ဆုံးတိုးပြီးသွားတဲ့အချိန်မှာတော့ event ကအိတ်ဆုနဲ့ brother တွေကိုပြန်တွေ့ရပေါ့နော်အဲ့တော့ကြောင့်မလို့ကျွန်တော်ရဲ့တငယ်ချင်းကိုလှမ်းပြောလိုက်တယ်လုံးဝ VC မဖွင့်မဲနဲ့စိတ်ချင်းဆက်သွယ်ပြီးတော့ကျွန်တော်ကနောက်ကကောင်ကိုပြစ်မယ်မိကရှေ့ကကောင်ကိုပြစ်ဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့ကျွန်တော်ကနောက်ကကောင်ကိုစပစ်တယ်ပေါ့နော်ဒီကောင်တော့သွားနေတဲ့ဒီပိုင်းနဲ့ကျွန်တော်ရဲ့တငယ်ချင်းကလည်းရှေ့ကကောင်ကိုတော်ပြီးသားဖြစ်နေခဲ့တယ်ပြီးတော့ကျွန်တော်တို့အနေနဲ့ဒီကောင်ပဲကြာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ပြစ်တယ်ဒါပေမဲ့ကျွန်တော်ကမထိပါဘူးလို့ငြိမ်လိုက်တဲ့စကုတ်ပါလို့တပင်ကွယ်သွားဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်ပစ်လို့တော့မရဘူးအဲ့တော့ကြောင့်မလို့ကျွန်တော်တို့ဂီယာနဲ့တက်မယ်ပေါ့နော်သူ့မှာဂီယာမရှိရဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ပဲအနည်းနာခံပြီးတက်ရမယ်ဒါပေမဲ့ဟိုကောင်ကဆက်ရပါကြီးနဲ့ခုသွားဖြစ်တဲ့အတွက်ကြောင့်မလို့သူကနောက်ပေးလိုက်တယ်ပြီးတော့ UMP ကင်ပြီးတော့မင်းက UMP နဲ့ပဲတာကြီးကနှစ်ခါတောင်အဲ့လိုနဲ့ပဲဒီဘဲရဲ့စကွက်လုံးရှော့သွားခဲ့ရပေါ့နော်ဒါပေမဲ့ဒီဘဲရဲ့စကွက်ကို respect ထားပါတယ်ဘာဖြစ်လဲဆိုတော့ကိုရီမြန်မာချင်းချင်းမဟုတ်လို့ပါကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ရှေ့ကတခြားနိုင်ငံအကောင်တွေကြံသေးရေပေါ့နော် brother တို့အတွက်ပါပို့ပြီးတော့အနိုင်ယူပေးမယ်အဲ့လိုနဲ့ပဲကျွန်တော်တို့ဆေးထိုးဆေးတောက်တွေလုပ်တယ်ပေါ့နော်အားလုံးပြီးစီတော့ဂီယာရှိရဲ့ကျွန်တော်ကပဲနင်းနာခံပြီးတော့ဒီဘက်ကတနက်တန်ကြားတဲ့ဘက်ကိုတက်ပစ်မယ်ပေါ့နော်တက်ပစ်မယ်ဆိုတော့ခုနကလူရည်ကြီးမြင်လိုက်တယ်အဲ့တော့ကြောင့်မလို့ကျွန်တော်အနေနဲ့ UMP ကိုင်မယ် UMP ကိုင်တော့ကောင်လေးကဟိုဘက်ကိုရောက်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီဘက်ကိုရောင်ပြမယ်ဒီဘက်လိုဟိုဘက်လိုလုပ်ပြီးတော့မှဒီဘက်ကနေပြန်မဲ့ကောင်လေးကကျွန်တော်ရဲ့ဘက်တနက်မှာရှော့သွားခဲ့ရေပေါ့နော်ဒီအချိန်မှာကျွန်တော်ကပစ္စည်းကောက်ဖို့ကြိုးစားတယ်ဒါပေမဲ့အနောက်ကနေပြီးကျွန်တော်ချောင်းပြစ်ပါတယ်လို့ဟေးအောင်နေမလုပ်ပါနဲ့ကဲအခုကြည့်နေ bro တို့ကိုကျွန်တော်တကွက်ပြမယ်တကွက်ပဲပြမယ်နော်လုံးဝတခါပဲပြမယ်ကွက်နော် brother တို့ like မှတ်ထားပါအဲ့ဒီတစ်ပင်မှာကျွန်တော်တွေးလိုက်တယ်တွေးလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကောင်ကကျွန်တော်ခေါင်းထွက်လို့ရှိရင်ပြစ်မှသေးရအဲ့အတွက်ကြောင့်မလို့ကျွန်တော်ရှေ့ကိုဆက်မုတ်ခင်းလိုက်တယ်ပြီးတော့ granite ကိုကင်တယ်ကင်လိုက်တဲ့အခါမှာဒီကောင်ကကျွန်တော်ရဲ့ movement တွေကိုမမြင်ရတော့ဘူးအဲ့အတွက်ကြောင့်မလို့ blind granite ကိုရော့စားဆိုပြီးတော့ကျွန်တော်ရဲ့ signature မှန်းထုကွက်နဲ့ထုလိုက်တာတခါလေးကုန်းသွားခဲ့တယ်ပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်ကပစ္စည်းကိုဝါကောက်မယ်ဝါကောက်ပြီးတော့ N4 လေးပါလေးကောက်မယ်ပေါ့နော်ကျွန်တော်ကလုံးဝငကြီးကြတာ level max ဖြစ်နေပါပြီဒါ mobile ကြီးချက်မှာရောကျွန်တော်ပတ်ကြည့်မှာရောငကြီးကြလို့ short ပေါင်းလေးများနေပါပြီအရေးထဲမှာ N4 ရဲ့စကုတ်ကကျသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့စကုတ်ကိုကျွန်တော်လိုက်ရှာနေရပေါ့နော်လိုက်ရှာပြီးတော့3ဆောက်ကိုကောက်တက်လိုက်တယ်အဲ့ဒီအချိန်မှာကျွန်တော်ရဲ့တငယ်ချင်းကတော့ enemy ပြစ်လို့ short သွားခဲ့ပြီပေါ့နော်အဲ့လိုနဲ့ပဲကျွန်တော်ငကြီးကြကောင်းတာပြီးတော့ဒီဘက်ကကောင်အပါလာခေါ်တယ်အပါလာခေါ်ပြီးတော့ဟိုဘက်မှာ enemy က smoke ခင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီဘက်ကိုတက်တယ်ပေါ့နော်watch out ဆိုပြီးထောက်ပြီးရဖြစ်တဲ့အတွက်ကြောင့်မပြစ်တယ်မထိပါဘူးခင်ဗျာကောင်းလိုက်တဲ့ scope ပြီးတော့ကျွန်တော်ကဒီကောင်ပုံးသွားတဲ့ကြောက်တုံးကို granite နဲ့ထုမယ်ဆိုတဲ့အချိန်နဲ့ပြီးကတ်တယ်ပေါ့နော်ဒီမှာကျွန်တော်မှားသွားတာကပထမအချိန်လေးနဲ့ကျွန်တော်ကမီးပလင်းကိုတုံးလိုက်ရမှာဘလိုတော့ကော်ဒီကိုတုံးလိုက်တဲ့အခါကျလို့ရှင်ဒီကောင်ကထွက်ပြေးနိုင်နေတယ်ပေါ့နော်ကျွန်တော်ကဒီမှာ granite ကိုတုံးလိုက်တော့ဟိုရှိကကောင်ကထွက်ပြေးသွားတယ်ဒါပေမဲ့နောက်တစ်ကောင်ကြံနေသေးရဖြစ်တဲ့အတွက်ကြောင့်မလို့မိုလိုတော့ကော်ဒီထပ်တုံးနေဒါပေမဲ့လည်းဒီကောင်လည်းထွက်ပြေးသွားတယ်အဲ့လိုနဲ့ပဲကျွန်တော်မြတ်တော်တွေကထပြီးတော့ကျွန်တော်ရဲ့မငြိမ်တဲ့စကုတ်နဲ့ဒီကောင်တွေကိုပြစ်ပါတယ်ထိလားဆိုတော့ထိပါတယ်ဒါပေမဲ့နှစ်ကောင်လုံး damage မျှထိရတဲ့အတွက်ကြောင့်မလို့ဒီကောင်ပဲတော့သွားခဲ့ရပေါ့နော်အဲ့ချိန်မှာဟိုဘက်ကကြံနေသေးတဲ့ enemy ဒီကောင်ကလေသူတို့တွေကဒီကောင်ကိုပြစ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အကုန်လုံးရှော့သွားခဲ့ရပေါ့နော်အဲ့လိုနဲ့ကျွန်တော်နဲ့ 1vs1 ကြားနဲ့ဆင် level မှာတွေ့ရမယ့်အနေအထားကိုရောက်ရှိလို့လာပြီပဲဖြစ်ပါတယ်ကျွန်တော်ကောင်ကိုလည်းကဲလို့မမီတော့ဘူးပေါ့နော်အဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီဘက်ကိုတက်လာခဲ့တယ်ကျွန်တော်တို့လည်းဘာ6လမ်းပြစ်ခတ်မှုတွေပြီးမှတော့ကျွန်တော်တို့ရှေ့မှာ face to face ဆိုတဲ့အနေအထားတစ်ခုကိုရောက်ရှိလို့လာပြီပဲဖြစ်ပါတယ်ကျွန်တော်အနေနဲ့လုံးဝစိတ်မရှိနိုင်တော့ဘဲနဲ့တက်ပစ်တယ်ပေါ့နော်အဲ့ဒီအချိန်မှာမတားတဲ့မြေပြင်နေထားကြအောင်ကျွန်တော်ရဲ့လွဲနေတဲ့အိမ်နေကြောင်ရောကျွန်တော်ရှော့သွားခဲ့တယ်ပေါ့နော်အဲ့လိုနဲ့ပဲကျွန်တော်တို့ရှက်တိုးထီတော့ရလိုက်နိုင်ပါတယ်ပြီးတော့ကျွန်တော်အခုဒီမှာ run ပြပါမယ် run က ace terminator ပါပြီးလို့ရှိရင် conqueror ပဲကြံပါတော့တယ်အခုကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုလေးကတော့ဒီမှာပဲအဆုံးသတ်ပါပြီကျွန်တော်ရဲ့ဒီဗီဒီယိုလေးတွေကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင် channel လေးကို subscribe လုပ်နိုင်ပါတယ်ခင်ဗျာပြီးလို့ရှိရင်ကျွန်တော်ကအမှန်တရားကိုပဲပြောမှဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ကျလို့ရှိရင်လူမုန်းများနိုင်တယ်ပေါ့နော်အဲ့တော့ကြောင့်မလို့ကျွန်တော်ကတော့ချက်တန်သွားမှာမဟုတ်ပါဘူးဆက်ပြောနေဦးမှာပါပဲကဲ see you guys in next video